ခဏိုင်းမှာဗီဇာရှောက်ရင်လည်းပတ်စားကြမယ် let's go အခုသွားမှာကတော့ဒီဖူး30ပေါ့နော်ဒီခောက်ဆွဲရဲ့အရာတော်လွယ်လွယ်ပြောရမယ်ဆိုရင်တော့ထိုက်တိုအပူရှာဘူးလို့ပေါ့နော်ဒါပေမဲ့ဒီခောက်ဆွဲကသူ့ရဲ့အရှိကအသက်ပါချင်းလေးနဲ့ပေါ့နော်အဲ့လိုအရာအရင်စားကောင်းပါတယ်ခုဗီဒီယိုလေးတွေကတော့ထိုက် grab ကနေမှာစားတာပါပြီးရင်နံပါတ်ကစားတောက်လေးပေါ့နော်ဒီသူတို့ရဲ့ဂျုံဖတ်နဲ့ပေါ့နော်လိုက်စားတဲ့ဒီမို့ဆိုအရင်စားကောင်းပါတယ်အဓိကသူ့ရဲ့အသက်ကအချင်းပေါ့နော်ဒီအချင်းကအဲ့လိုအချင်းဘက်လည်းမရောက်ဘူးအချိုဘက်လည်းမရောက်ဘယ်လိုပြောရမလဲတကယ်တော်လေးစားလို့အရင်ကောင်းတဲ့အရာတာပဲပထမဆုံးရဲ့အရာတာကိုထိုက်တကယ်ပထမဦးဆုံးစားဘူးတာပေါ့နော်ဒီဗီယက်နမ်မှာပဲဒါလေးတွေကတော့ဗမာမုံနေနဲ့အတူတူပါပဲပေါ့နော်အခုဒီခောက်ဆွဲရတော့ဥပဒါရဲ့လမ်းဘေးမှာရှိတဲ့ခောက်ဆွဲဆိုင်လေးတွေကနေစားခဲ့ရပေါ့နော်ဒီအသားတွေအပြည့်နဲ့အသားတစ်ပတ်ခန့်ရဲ့ခောက်ဆွဲတစ်ပတ်ခန့်ရဲ့အတူမျိုးတစ်ပတ်ခန့်ရဲ့နဲ့လာပါတယ်အရင်စားကောင်းပါတယ်သူ့ရဲ့အရှိကချွတ်ချွတ်အဲ့လေးနဲ့ဒီခောက်ဆွဲလေးကိုအရေးနဲ့ထည့်ပြီးတော့မှစားရတာပါအမောအသားညက်ကအရန်စားလို့ကောင်းပါတယ်ဒီခနွိုင်းမှာတော်တော်များများ foreigner ကစားအရန်စားကြရပေါ့နော်ထိုက်ကိုရန်နဲ့တကယ်အရန်ကြိုက်ပါတယ် budget Twitter channel ဆိုရင်ကတော့တေချာထားတော့အခန်းထဲမှာလည်းမုံနေခောက်ဆွဲပြီးဝယ်ပြီးတော့မှအခန်းအောက်ဖို့လည်းလိုအပ်ပါတယ်ရှင် Train Street ကိုသွားမယ်ဆိုရင်ကတော့1881 Cafe Shop ကိုသွားပါအဲ့နားကလမ်းကအစီဆုံးပါပဲဗီဒီယိုကိုဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် bye bye